မင်္ဂလာပွဲနေ့မှာအီကသူမဘဝရဲ့အရေးကြီးဆုံးနေ့ကိုစတင်မယ်လို့ထင်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲအလယ်မှာပဲမမျှော်လင့်ထားတဲ့လူတွေရောက်လာကြပါတယ်။သူတို့ကအီဟာဒီအိမ်ကသမီးအရင်မဟုတ်ပဲလွန်ခဲ့တဲ့23နှစ်ကပျောက်ဆုံးသွားခဲ့တဲ့သူတို့မိသားစုရဲ့ညီမလေးဖြစ်ကြောင်းပြောလာကြတာပါ။အီကအစပိုင်းမှာလုံးဝမယုံနိုင်ပါဘူး။သူမဟာငယ်ငယ်ကလေးကမိဘမဲ့လို့ကြီးပြင်းခဲ့ရပြီးအခုလိုမင်္ဂလာပွဲနေ့မှာမှမိသားစုဆိုသူတွေပေါ်လာတာကိုအိမ်မက်လိုပဲခံစားရပါတယ်။တစ်ဖက်မှာတော့မင်္ဂလာပွဲဘက်ကလူတွေကသူတို့ကိုဆင်းရဲသားတွေလိမ်လည်သူတွေလိုလှောင်ပြောင်ကြပါတယ်။အဲ့ဒီအချိန်မှာအီရဲ့အကိုတွေကတက်သေးတွေထုတ်ပြလာပါတယ်။မိသားစုဓာတ်ပုံငယ်စဉ်ကအမှတ်အသားနာနာကသေးငယ်တဲ့အမာရွတ်နောက်ဆုံးမှာတော့အီကလေးဘဝတုန်းကပေးခဲ့တဲ့ကျိုးနီလေးအထိပြန်ပြလာကြပါတယ်။ဒီຢာတွေကြောင့်အီရဲ့မျက်ရည်တွေထိမရတော့ပဲသူမရှိကလူတွေဟာတကယ်ပဲသူမကိုနှစ်ပေါင်းများစွာရှာခဲ့တဲ့မိသားစုဖြစ်နိုင်ကြောင်းစတင်ယုံကြည်လာပါတယ်။ဒါပေမဲ့ပွဲတွေကလူတွေကတော့မရက်သေးပါဘူး။အကိုတွေကအီကိုခေါ်သွားခြင်းနဲ့ဆိုတာကိုလက်မခံခြင်းကြပဲသူတို့ကိုပတ်စံလိုချင်တဲ့လူတွေလိုထပ်ပြီးစော်ကားကြပါတယ်။အီကိုပြန်တွေ့တာနဲ့ပျော်ရွှင်နေတဲ့အကိုတွေကသူမကိုအားပေးပြီးအခုကစပြီးသူမတယောက်တည်းမဟုတ်တော့ကြောင်းပြောလာကြပါတယ်။နောက်ပိုင်းမှာအကိုတွေကတယောက်ကသူတို့မိသားစုရဲ့အင်အားကိုထုတ်ပြလာပါတယ်။သူတို့ကလူတွေထင်သလိုစင်ရဲသားမဟုတ်ပဲကိုပိုင်ကုမ္ပဏီကိုပိုင်လေရင်သင်္ဘောတွေရှိတဲ့အထိအင်အားကြီးမိသားစုဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီစကားကြောင့်အီကိုမယုံကြည်ခဲ့တဲ့ပွဲတွေကလူတွေအံ့အားသင့်သွားကြပါတယ်။ဒါပေမဲ့အကိုနှစ်ယောက်ကြားမှာတော့စိတ်ထဲကနာကျင်မှုတွေမပြေသေးပါဘူး။အိမ်သာခန်းထဲမှာသူတို့ဟာအီကိုအခုမှလာရှာနိုင်ခဲ့တဲ့အကြောင်းနှစ်ပေါင်း23နှစ်လုံးသူမဘလို့ခံစားခဲ့ရမလဲဆိုတဲ့အပြစ်ရှိစိတ်တွေကိုပြောဆိုကြပါတယ်။တယောက်ကအီကိုချက်ချင်းကာကွယ်ခြင်းပေမဲ့တယောက်ကတော့မိသားစုအဖြစ်တကယ်လက်ခံဖို့အချိန်လိုကြောင်းသတိပေးနေပါတယ်။ပွဲကန်းထဲပြန်ရောက်တဲ့အခါမင်္ဂလာပွဲဘက်ကလူတွေကအီကိုထပ်မံနှိမ်လာကြပါတယ်။မင်္ဂလာဆောင်ပြီးသွားရင်အီဟာသူတို့အိမ်သားဖြစ်သွားမယ်လို့ဆိုကြပြီးအကိုတွေကိုအပြင်လူလိုဆက်ဆံပါတယ်။အီကတော့ငြိမ်မနေတော့ပဲမင်္ဂလာပွဲကိုဆက်မလုပ်တော့ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်။ဒီစကားကြောင့်ပွဲတွေကလူတွေပိုပြီးပောက်ကွဲသွားကြပါတယ်။အထူးသဖြင့်မင်္ဂလာပွဲဘက်မိသားစုကအီကိုမိဘမဲ့တယောက်လိုထပ်စော်ကားလာတဲ့အခါအကိုတွေကသူမရှိကနေမမမတ်ကာကွယ်လိုက်ပါတယ်။နောက်ဆုံးမှာအီရဲ့ဒုတိယအကိုပါရောက်လာပြီးသူမရဲ့မိသားစုဟာတကယ်ပဲပြန်ရောက်လာပြီဆိုတာပွဲတွေကလူအလုံးသိအီကအကိုတွေပြောသမျှကိုတဖြည်းဖြည်းယုံလာပေမဲ့သူမရင်ထဲမှာမေးခွန်းတွေကျန်နေပါသေးတယ်။သူမကငငယ်တုန်းကစားကျင်ခဲ့တဲ့အဖြူရောင်မုံအကြောင်းဝမ်ပိုက်ပေါ်ကသေးငယ်တဲ့အမှတ်အသားအကြောင်းပြန်ပြောလာတဲ့အခါအကိုတွေကအားလုံးကိုမှတ်မိနေကြပါတယ်။အီအတွက်တော့ဒီຢာတွေဟာမိသားစုဆိုတဲ့စကားကိုပထမဆုံးအကြိမ်ထိထိမိမိခံစားစေတဲ့သက်သေတွေဖြစ်လာပါတယ်။အကိုတွေကသူမငငယ်ကအရာတွေကိုမဖြတ်စည်းဘဲတင်ထားခဲ့ကြောင်းပြောပြလာပါတယ်။ကျိုးနီလေးဓာတ်ပုံဟောင်းသူမအကြိုက်စားတွေကလေးဘဝအမတ်တရတွေအားလုံးကိုတစ်ခုချင်းပြန်ပြတဲ့အခါအီရဲ့မျက်ရည်တွေထိမရတော့ပါဘူး။နှစ်ပေါင်း23နှစ်လုံးမိသားစုမရှိဘူးလို့ထင်ခဲ့တဲ့သူမအတွက်ဒီနေ့ဟာမင်္ဂလာပွဲထက်တောင်ပိုကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ပွဲတွေကလူတွေကအကိုတွေကိုဆက်လက်လှောင်ပြောင်နေကြပါတယ်။သူတို့ကိုဆင်းရဲသားတွေလိုမြင်ပြီးအထုပ်ပိုးနဲ့လာတာကိုစော်ကားကြသလိုအီကိုလည်းဒီလိုလူတွေကိုအလွယ်တကူမယုံဖို့ထပ်ပြီးအားပေးကြပါတယ်။အကိုတွေကတော့မခံတော့ပဲအီရဲ့အကြောင်းရင်းကိုအများရှိမှဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပွဲကန်းကနေထွက်လာပြီးနောက်အကိုတွေကအီကိုကားပေါ်တင်ခေါ်သွားခြင်းကြပါတယ်။ဒါပေမဲ့အီကအခုမှတွေ့တဲ့မိသားစုကိုချက်ချင်းလိုက်သွားဖို့စိတ်မပြေနိုင်သေးပါဘူး။သူမကအရာအလုံးကအလွန်မြန်လွန်းနေကြောင်းပြောပြီးခဏအချိန်လိုကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်။အကိုတွေကလည်းအီကိုအတင်းမခေါ်သွားတော့ပါဘူး။အပြင်ဘက်မှာစောင့်နေတဲ့ကားတွေကအကိုကြီးကအခြေအနေကိုကြည့်ပြီးသူမကိုပိုစိတ်မပူစေဖို့တတိပေးပါတယ်။သူတို့အတွက်အီဟာ23နှစ်ကြာမှပြန်တွေ့ရတဲ့ညီမလေးဖြစ်ပေမဲ့အီအတွက်တော့သူတို့ဟာအခုမှရောက်လာတဲ့လူစိမ်းတွေဖြစ်နေသေးတာကိုသူတို့နားလည်လာကြပါတယ်။အဲ့ဒီအချိန်မှာမင်္ဂလာဘက်ကယောက်ျားကအီအနားကိုရောက်လာပြီးအကိုတွေကိုထပ်စော်ကားလာပါတယ်။သူကအကိုတွေကိုသူ့ကားပေါ်တောင်တင်မပေးချင်ဘူးလို့ပြောပြီးအီရဲ့မိသားစုကိုလူအောက်တန်းစားလို့ဆက်ဆံလာတာပါ။ဒါပေမဲ့အီကဒီတစ်ချိန်မှာတော့ငြိမ်မနေတော့ပဲသူ့ကိုပြန်တုံ့ပြန်လိုက်ပါတယ်။အကိုတွေကလည်းအီဘက်ကနေရက်တီကြပါတယ်။သူတို့ဟာအီကိုအပြင်လူတွေစော်ကားနေတာကိုမခံနိုင်တော့ပဲသူမကိုဘသူမှအလွယ်တကူထပ်နာကျင်စေခွင့်မပြုတော့ကြောင်းပြသလိုက်ပါတယ်။အီကတော့ဒီကိုရီဟာသူမကိုအတင်းပိုင်ဆိုင်နေတာမဟုတ်ပဲတကယ်ကာကွယ်ချင်နေတာဖြစ်ကြောင်းတဖြည်းဖြည်းသိလာပါတယ်။နောက်ဆုံးမှာအီဟာပွဲကန်းထဲပြန်ဝင်ပြီးမင်္ဂလာဘက်မိသားစုကိုမေးခွန်းထုတ်လိုက်ပါတယ်။သူတို့ကသူမကိုမိသားစုလိုတကယ်ချစ်တာလားဒါမှမဟုတ်အသုံးချဖို့အတွက်ပဲထားတာလားဆိုတဲ့အဓိပ္ပာယ်ပါ။အဲ့ဒီမေးခွန်းကိုမင်္ဂလာဘက်အမေကထပ်မံစော်ကားစကားတွေနဲ့တုံ့ပြန်လာတဲ့အခါအကိုတွေကအီရှိကနေထပ်မံကာကွယ်ရင်းတင်းမာမှုဟာနောက်ထပ်မင်္ဂလာပွဲကန်းထဲကအဆက်ခွဲမှုဟာဒီမာရင်ရက်မသွားပါဘူး။ရှောင်းရီရီကိုမိဘမဲ့ကလေးမတယောက်လိုနှိမ်ချပြီးဝမ်မီသားစုကဆက်ဖိနှိပ်လာတဲ့အခါသူမဟာပထမဆုံးအကြိမ်ဖြစ်ခေါင်းငုံမခံတော့ပါဘူး။သူမဘက်မှာရက်နေတဲ့အကိုတွေကိုသူတောင်းစားတွေလိုစော်ကားလာကြပေမဲ့ရှောင်းရီရီကသူတို့ဟာသူမရဲ့တကယ်မိသားစုဖြစ်ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်။ငငယ်ကအယူခွေးလိုက်ခံရတော့သူမကိုကာကွယ်ဖို့အကိုကြီးကလက်ကိုက်ခံခဲ့ရတာအကိုလက်ကလည်းကိုတိုင်းစားလောင်းနေရင်တောင်စားစရာကောင်းတာမှန်သမျှသူမကိုပဲပေးခဲ့တာတွေကိုသူမပြန်ပြောလာပါတယ်။အဲ့ဒီအတိတ်တွေဟာစာချုပ်တရွက်နဲ့တိုင်းလို့မရတဲ့မိသားစုတန်ရောစင်တွေပါ။ဒါကြောင့်မိသားစုကဘလောက်ပဲလှောင်ပြောင်နေပါစေရှောင်းရီရီအတွက်ဒီအိမ်တော်ရေးကိုဆက်ဆုပ်ကင်ထားစရာအကြောင်းမရှိတော့ပါဘူး။ဝမ်အန်းကမနှက်ဖြန်အရက်ဘက်ရေးရယုံမှာကွာရှင်းမယ်လို့စိတ်တူတူနဲ့ထွက်သွားတဲ့အခါရှောင်းရီရီကလည်းတည်ငြိမ်စွာလက်ခံလိုက်ပါတယ်။သူမကအကိုတွေကိုအားနာနေခဲ့ပေမဲ့အကိုတွေကတော့သူမကိုတန်ဖိုးမထားတဲ့လူအတွက်
နောင်တရစေမယ်လို့ဆုံးဖြတ်ထားကြပါတယ်။တစ်ဖက်မှာအကိုနှစ်ယောက်ဟာသူတို့နှစ်ပေါင်းများစွာအသက်နဲ့ရင်းပြီးတိစောက်ခဲ့တဲ့အင်ပါယာရဲ့အတိတ်ပဲကိုပြန်သဘောပေါက်လာပါတယ်။ကုမ္ပဏီရှယ်ယာအိမ်ချမ်းမြေရန်ပုံငွေနဲ့ငွေသားစည်းစိမ်မှုအများစုကိုရှောင်ရီရီအတွက်ပြင်ဆင်ပြီးသူမဆုံးရှုံးခဲ့ရတဲ့နှစ်တွေကိုတဖြည်းဖြည်းပြန်ပေးဆက်ဖို့စီစဉ်ကြပါတယ်။အဲ့ဒီအချိန်မှာရှောင်ရီရီကဝန်အန်းနဲ့အတူကွာရှင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့ရောက်လာပါတယ်။ဒါပေမဲ့ဒီနေရာမှာဝန်အန်းရဲ့အစစ်မှန်မျက်နှာကပိုပြီးပေါ်လာပါတယ်။သူကရှောင်ရီရီနဲ့မကွာရှင်းခင်မှာပင်အနီဝတ်မိန်းကလေးနဲ့ဆက်သွယ်ထားပြီးသူမကိုအစားထိုးဖို့အစောကြီးကတည်းကပြင်ဆင်ထားတာဖြစ်ပါတယ်။ရှောင်ရီရီကအကိုတွေမရောက်လာခဲ့ရင်ဝန်အန်းလိုလူနဲ့တစ်သက်လုံးဆက်နေရအောင်မယ်ဆိုတာကိုနားလည်သွားပါတယ်။ဝန်အန်းနဲ့သူ့ဘက်ကလူတွေကတော့သူမကိုအားနေတဲ့မိဘမဲ့တယောက်ဖြစ်ပဲမြင်ပြီးပိုင်ဆိုင်မှုခွဲဝေမှုမှာပါအထက်စီးကနေဖိနှိပ်ချင်ကြပါတယ်။ဒါပေမဲ့ရှောင်ရီရီကအရင်လိုနှုတ်ဆက်မနေတော့ပါဘူး။သူမဘက်မှာရက်ပေးမဲ့အကိုတွေရှိလာပြီဖြစ်တယ်လို့သူမရတဲ့အခွင့်အရေးတွေနဲ့ပိုင်ဆိုင်မှုတွေကိုလည်းတစ်ခုချင်းပြန်စစ်ဖို့အစပြုလာပါတယ်။အကိုတွေဘက်မှာလည်းနေလန်အုပ်စုလက်အောက်ရှိပိုင်ဆိုင်မှုတွေအားလုံးကိုစုစည်းပြင်ဆင်ပြီးရှောင်ရီရီရဲ့လုပ်ငန်းစဉ်ပြီးတာနဲ့ချက်ချင်းလွှဲပြောင်းပေးဖို့စောင့်နေကြပါတယ်။ဖုံးမလာသေးတာကိုသတိထားမိတဲ့အခါသူတို့ကမဆောင်တော့ပဲသူမကိုကိုယ်တိုင်သွားခေါ်ဖို့ထွက်လာကြပါတယ်။အခြားဘက်မှာတော့ဝန်အန်းကကွာရှင်းမှုကိုနောင်တမရတဲ့အပြင်အနီဝတ်မိန်းကလေးနဲ့ပြန်ပေါင်းနိုင်ခဲ့တာကိုတောင်ရှောင်ရီရီပေါ်ပြောင်ပြောင်တင်းတင်းကျေးဇူးတင်တယ်လို့ပြောလာပါတယ်။သူ့ဘက်ကလူတွေကလည်းရှောင်ရီရီကိုဆက်လက်နှိမ့်ချနေကြပေမဲ့အခြေအနေကသူတို့ထင်တယ်လို့မဟုတ်တော့ပါဘူး။ရှောင်ရီရီဟာဒီတစ်ချိန်မှာတယောက်တည်းမဟုတ်တော့ပဲသူမနာမည်နဲ့သူမနေရာကိုပြန်ယူဖို့အတွက်အကိုတွေကလက်တွေ့လှုပ်ရှားလာကြပါတယ်။အရက်ဘက်ရေးရရုံးထဲမှာရှောင်ရီရီဟာအနီဝတ်မိန်းကလေးနဲ့ထိတ်တိုက်တွေ့သွားပါတယ်။မတော်တဆတိုက်မိသွားလို့တောင်းပန်ခဲ့ပေမဲ့တစ်ဖက်ကတော့အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးသူမကိုစတင်နှိမ်ချလာပါတယ်။အနီဝတ်မိန်းကလေးကဝန်အန်းဟာရှောင်ရီရီကိုတကယ်ချစ်လို့လက်ထပ်ခဲ့တာမဟုတ်ပဲသူမကိုရန်လုပ်ဖို့အသုံးချခဲ့တာသာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်မှာဝန်အန်းကိုယ်တိုင်ပါရှောင်ရီရီကိုကွာရှင်းထားတဲ့နာမည်နဲ့အကျွေးတွေကြားမှာကြံခဲ့မဲ့သူဆိုပြီးထပ်နှိမ်ချလာပါတယ်။ဒီအချိန်မှာလင်းဟွန်းကဝင်တားလိုက်ပါတယ်။ဝန်အန်းကသူ့ကိုညီကိုဘက်မရက်ဘူးလားလို့ဆိုပေမဲ့လင်းဟွန်းကဒီလိုလူညံ့မျိုးကိုညီကိုလို့မတတ်မှတ်ကြောင်းပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်။နောက်မှာဝန်အန်းဘက်ကလင်းဟွန်းကိုတငယ်ချင်းရဲ့မိန်းမကိုလူကျင်တာလားလို့ဆွဆွဲလာပါတယ်။လင်းဟွန်းကမိန်းမဆိုတာပစ္စည်းမဟုတ်ကြောင်းသူရှောင်ရီရီကိုလက်ထပ်ချင်တာဟာဝန်အန်းတို့နဲ့မဆိုင်ကြောင်းပြန်တုံ့ပြန်ပါတယ်။ရှောင်ရီရီကိုထက်စော်ကားရဲရင်သွားရီချိုးပစ်မယ်လို့တတိပေးပြီးသူမကိုခေါ်ထုတ်သွားပါတယ်။ပြင်ရောက်တော့လင်းဟွန်းကအေးဆေးနေတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့တကယ်တော့စိတ်လှုပ်ရှားနေတာကိုရှောင်ရီရီတတိထားမိသွားပါတယ်။ဒါပေမဲ့ရှောင်ရီရီကဒီလိုလက်ထပ်လိုက်တာနောင်တမရဘူးလားလို့မေးတဲ့အခါလင်းဟွန်းကကိုယ်တိုင်ဆုံးဖြတ်ပြီးရင်နောင်တမရဘူးလို့ပြောလိုက်ပါတယ်။မကြခင်ဝန်အန်းနဲ့အနီဝတ်မိန်းကလေးကအပြင်ထိလိုက်လာပြီးလင်းဟွန်းကိုဆင်းရဲသားလို့လှောင်ပြောင်လာပါတယ်။ရှောင်ရီရီကတော့ဒီတစ်ခါခေါင်းမငုံတော့ပဲလင်းဟွန်းဟာဝန်အန်းထက်ပိုကောင်းတဲ့သူဖြစ်ကြောင်းပြန်တုံ့ပြန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာရှောင်ရီရီရဲ့အကိုကြီးနဲ့ဒုတိယကိုတို့ရောက်လာကြပါတယ်။သူတို့ကညီမလေးကိုမဖုံးကွယ်တော့ပဲသူတို့နှစ်ယောက်ဟာဘီလီယံနာတွေဖြစ်ကြောင်းပြောလိုက်ပြီးရှောင်ရီရီအတွက်ပြင်ဆင်ထားတဲ့ကားရက်နဲ့လူတွေကိုပါပြသလိုက်ပါတယ်။ရှောင်ရီရီကတော့အကိုတွေတကယ်ချမ်းသာတယ်ဆိုတာချက်ချင်းမယုံနိုင်သေးပါဘူး။အဝတ်စားတွေကားတွေလူတွေကိုငှားလာတာများလားဆိုပြီးစိုးရိမ်နေပါတယ်။အကိုတွေကတော့20ကျော်အတွင်းညီမလေးအတွက်မပေးနိုင်ခဲ့တာတွေကိုပြန်ဆက်ချင်တာဖြစ်ကြောင်းပြောလာပါတယ်။ဒါပေမဲ့အနီဝတ်မိန်းကလေးကအကိုနှစ်ယောက်ကိုလူချမ်းသာအယောင်ဆောင်နေတဲ့သူတွေပဲလို့ဆက်လောင်ပြောင်းလာပါတယ်။ရှောင်ရီရီကအကိုတွေမျက်နှာပြတ်မှာဆိုလို့ကားငှားကားတွေရှိရင်သူမစုထားတဲ့ငွေနဲ့ပေးမယ်လို့ပြောလာပါတယ်။နောက်မှာရှောင်ရီရီကလင်းဟွန်ကိုအကိုကြီးနဲ့ဒုတိယအကိုတို့ရှေ့မှာရောက်ဖအသစ်ဖြစ်မိတ်ဆက်လိုက်ပါတယ်။ဒီခါအကိုနှစ်ယောက်ကလင်းဟွန်ကိုချက်ချင်းမယုံသေးပဲဝန်အန်းလိုလူမျိုးထပ်ဖြစ်နေမလားဆိုတာစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူတို့ကလက်ထောက်ရှူကိုကားငှားကုမ္ပဏီကလူလိုဟန်ဆောင်ပြီးငွေတောင်းခိုင်းလိုက်ပါတယ်။အကိုတွေကိုယ်တိုင်လဲကားတွေနဲ့လူတွေအားလုံးဟာငှားထားတာတွေဖြစ်ကြောင်းဟန်ဆောင်ပြောပြီးအခြေအနေကိုဆက်ကစားနေကြပါတယ်။လက်ထောက်ရှူကကားငှားက3800တောင်းလာတဲ့အခါအကိုကိုယ်တိုင်ကပါမတက်နိုင်သလိုဟန်ဆောင်ပြီးအရစ်ကြပေးလို့ရမလားလို့မေးလိုက်ပါတယ်။ကားငှားက3800ကိုရှင်းရမယ့်အချိန်မှာရှောင်ရီရီကသူ့ဖုန်းကိုထုတ်ပြီးကျမပဲရှင်းလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကားငှားကုမ္ပဏီကလူလိုဟန်ဆောင်နေတဲ့လက်ထောက်ရှူကအစီအစဉ်အတိုင်းစကားလမ်းကြောင်းပြောင်းပြီးကုမ္ပဏီမှာ promotion ရှိလို့ဖောက်တဲ့အသစ်အတွက်900ပဲကျမယ်လို့ပြောလိုက်ပါတယ်။3800လို့ထင်ထားတဲ့ကားငှားက900ပဲဖြစ်သွားတာကြောင့်ရှောင်ရီရီကအံ့သာပြီးဒီကုမ္ပဏီကတကယ်စေတနာကောင်းတာပဲလို့ဝမ်းသာသွားပါတယ်။အဲ့ဒီနောက်မှာရှောင်ရီရီရဲ့အကိုနှစ်ယောက်ကလင်းဟွန်ကိုဆက်ဆန်းသက်ဖို့စတင်ပါတယ်။သူတို့မိသားစုရဲ့ခန္ဓာမှုတွေကငှားထားတာတွေဂုံပကာသနာတွေကလည်းချေးငှားထားတာတွေပဲဖြစ်ကြောင်းအပြင်မှာအတိုးကြီးစားစီကနေရွမ်တသန်းအထိအကျွေးတင်နေကြောင်းပြောလာပါတယ်။သူတို့ကလင်းဟွန်ကိုရှောင်ရီရီရဲ့မိသားစုဝင်ထုတ်ဝင်ပိုးကိုခံနိုင်မခံနိုင်စမ်းကြည့်နေတာဖြစ်ပါတယ်။လင်းဟွန်ခဏထွက်သွားတဲ့အခါအကိုနှစ်ယောက်ကသူ့ကိုအကျွေးကြတာနဲ့ပြေးသွားပြီလို့ထင်ပြီးစိတ်ပြတ်သွားပါတယ်။တာမန်လူတစ်ယောက်အတွက်တသန်းဆိုတာကြောက်စရာကောင်းတာမှန်ပေမဲ့သူတို့အမြင်မှာတော့လင်းဟွန်ကစမ်းသပ်မှုမအောင်တော့ဘူးလို့သတ်မှတ်မလို့ဖြစ်နေချိန်မှာရှောင်ရီရီဖုန်းထဲကိုရွမ်တသန်းဝင်လာပါတယ်။အဲ့ဒီငွေကိုလင်းဟွန်ကပဲလွှဲပေးထားတာဖြစ်ပါတယ်။သူကရှောင်ရီရီနဲ့လက်ထပ်ပြီးပြီဆိုတာကြောင့်ရှောင်ရီရီရဲ့အကိုတွေကလည်းသူ့အကိုတွေပဲဖြစ်ကြောင်းမိသားစုကိစ္စဖြစ်တဲ့အတွက်အကိုတွေရဲ့အကျွေးကိုသူအရင်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။ရှောင်ရီရီကဒီငွေကိုဒီတိုင်းလက်ခံလို့မရဘူးလို့ပြန်ပြောပေမဲ့လင်းဟွန်ကပြန်ပေးစရာမလိုဘူးလို့တည်ငြိမ်စွာပြောပါတယ်။အကိုနှစ်ယောက်ကတော့လင်းဟွန်ကိုအပြည့်အဝအထင်မှားခဲ့မိတာကိုနောင်တရသွားပါတယ်။
သူတို့အမြင်မှာဆင်းရဲသားလို့ထင်ထားတဲ့လူတစ်ယောက်ကမိသားစုအတွက်ရွှန်တသန်းတောင်ထုတ်ပေးလိုက်တာကြောင့်လင်းဟွန်ကိုယောက်ျားကောင်းတစ်ယောက်ဖြစ်အတိအမှတ်ပြုသွားပါတယ်။အကိုကြီးကဒီလက်ထပ်ပွဲကိုသဘောတူလိုက်ပြီလို့ပြောပြီးရှောင်ရီရီကိုလည်းဒီငွေကိုလက်ခံဖို့ပြောပါတယ်။ဒါပေမဲ့ရှောင်ရီရီကတသန်းကိုဒီလိုတစ်ခါတည်းလွှဲပေးတာကိုမသင့်တော်ဘူးလို့ထင်နေပါတယ်။အကိုကြီးကတော့လင်းဟွန်အတွက်ဒီနေ့သူပေးခဲ့တဲ့တသန်းကိုနောက်နေ့မှာအစာပေါင်းတသန်းပြန်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။လင်းဟွန်ကလည်းအဲ့ဒီနေ့ကိုစောင့်နေမယ်လို့ပြုံးလေးပြန်ပြောပါတယ်။နောက်ပိုင်းလင်းဟွန်ကမိဘတွေကိုဖုန်းဆက်ထားပြီးအိမ်မှာထမင်းအတူစားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီအချိန်မှာအကိုနှစ်ယောက်ကသူတို့ညီမလေးရဲ့ရောက်ခမတွေကိုမစစ်ရသေးတာကိုသတိရသွားပါတယ်။သူတို့ကအခုထိကိုတရုတ်အမှန်ကိုမဖော်သေးပဲလင်းဟွန်အိမ်ကိုသွားပြီးသူ့မိဘတွေကဘလို့လူမျိုးလဲဆိုတာအရင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မိသားစုဘက်မှာပြဿနာမရှိဘူးဆိုရင်တော့အဲ့ဒီအချိန်ကျမှအမှန်အတိုင်းထုတ်ပြောမယ်လို့သဘောတူကြပါတယ်။ဒီအချိန်မှာဝန်အန်းနဲ့အနီဝက်မိန်းကလေးကလည်းလင်းဟွန်ကိုဆက်လောင်ပြောနေပါတယ်။လင်းဟွန်ကတသန်းကိုပြောဆိုနဲ့လွှဲလိုက်တာဟာညံမရှိတာပဲလို့ဝန်အန်းကပြောပြီးအနီဝက်မိန်းကလေးကလည်းရှောင်ရီရဲ့အကိုတွေလိုဆင်းရဲသားတွေကတသန်းကြောင့်မျက်ရည်ကျနေကြတာဟာရေးစရာပဲလို့လှောင်ပြောင်နေပါတယ်။ဒီလိုအဆက်ခွဲခံနေရတာကိုဒုတိယအကိုကမခံနိုင်တော့ပါဘူး။သူကလက်ထောက်ရှူလို့ခေါ်မိပြီးအမိန်ပေးတော့မယ့်အချိန်မှာရှောင်ရီကလက်ထောက်ရှူလဲလို့မေးလိုက်ပါတယ်။ဝန်အန်းဘက်ကလည်းအကိုတွေကတထေးကြီးလိုဟန်ဆောင်နေကြတာလားဆိုပြီးထက်လောင်ပါတယ်။အကိုကြီးကအခြေအနေကိုဖုံးဖို့လက်ထောက်ရှူမဟုတ်ပဲဒုတိယအကိုကဝူချမ်းပိုက်စာလို့ထမင်းစားကျင်တာလို့ပြန်လှည့်ပြောပြီးဒုတိယအကိုကလည်းပိုက်စာနေတယ်လို့လိုက်ဖုံးလိုက်ပါတယ်။ညပိုင်းရောက်တော့လင်းဟွန်းကရှောင်ရီနဲ့အကိုတွေကိုသူ့အိမ်စီခေါ်လာပါတယ်။ရှောင်ရီကလင်းဟွန်းအိမ်ကတကယ်ဗီလာလားလို့မေးတဲ့အခါလင်းဟွန်းကအဲ့ဒါကိုသူ့မိဘတွေဝယ်ပေးထားတာဖြစ်ပြီးသူကိုယ်တိုင်ကတော့ရုံးဝင်တဲ့တယောက်ပဲလို့ပြောပါတယ်။အကိုနှစ်ယောက်ကနောက်ကနေအိမ်အခြေအနေကိုအကဲဖြတ်ရင်းဒီသုံးထပ်တိုက်ကသိန်း1000ကျော်လောက်ပဲရှိမယ်လို့သူတို့စံနှုန်းနဲ့တွက်ကြည့်ကြပါတယ်။သူတို့အမြင်မှာအိမ်ကအလွန်ကြီးမားတဲ့ချမ်းသာမှုမဟုတ်ပေမဲ့တာမန်လူတွေအတွက်တော့သိန်း1000ကျော်ဆိုတာမနည်းဘူးလို့လည်းပြန်လက်ခံကြပါတယ်။ကိုယ့်ရဲ့ချမ်းသာတဲ့စံနှုန်းနဲ့သူများကိုမတိုင်းသင့်ဘူးလို့ဆုံးဖြတ်ပြီးလင်းဟွန်မိသားစုကိုဆက်စစ်ဖို့အိမ်ထဲဝင်ကြပါတယ်။ဒါပေမဲ့အိမ်ထဲရောက်ပြီးလင်းဟွန်မိဘတွေဘက်ကဆက်ဆံပုံကိုမြင်လိုက်တဲ့အခါအကိုတွေကဒီမိသားစုကဝန်အန်းမေထက်တောင်ခက်ခဲနိုင်မလားဆိုပြီးထပ်မံနှိမ်ချခံရလျင်တီးမခံနိုင်တော့ဘူးလို့ဆိုပါတယ်။လင်းဟွန်အိမ်ကိုရောက်လာတဲ့အခါရီရီရဲ့အကိုနှစ်ယောက်ကဒီမိသားစုကဘလို့ဆက်ဆံမလဲဆိုတာစောင့်ကြည့်နေပါတယ်။အစမှာတော့သူတို့ကအစိုးဘက်ကကြိုတွေးထားပေမဲ့လင်းဟွန်မိသားစုကရီရီအကိုတွေကိုခမဲခမက်တွေလိုနွေးနွေးထွေးထွေးကြိုဆိုလာတာကြောင့်သူတို့အထင်မှားခဲ့တာကိုသဘောပေါက်လာပါတယ်။အိမ်ထဲကနေထွက်သွားစမ်းဆိုတဲ့အတန်ထွက်လာလို့အကိုနှစ်ယောက်ကတင်းမာသွားပေမဲ့နောက်မှသိရတာကအဲ့ဒီစကားကသူတို့ကိုမောင်းတာမဟုတ်ပဲလင်းဟွန်အဖေကကြောင်တွန်ကိုလိုက်မောင်းနေတာပါ။လင်းဟွန်အဖေကကြောင်နဲ့နေတိုင်းတိုက်ပွဲဖြစ်နေရတာကိုရေးစရာလုပ်ပြောပြီးရီရီအကိုတွေကိုအိမ်ထဲဝင်ဖို့ဖိတ်ခေါ်ပါတယ်။ညစာစားပွဲမှာလင်းဟွန်အဖေကသူတို့မိသားစုကအလွန်ချမ်းသာတဲ့အိမ်မဟုတ်ပေမဲ့ရီရီကိုသမီးအရင်လိုဆက်ဆံမယ်လို့ပြောပါတယ်။လင်းဟွန်ကရီရီကိုတကယ်ချစ်တာသိချကြောင်းလည်းပြောလာပါတယ်။အကိုနှစ်ယောက်ကတော့လင်းမိသားစုရဲ့ပိုင်ဆိုင်မှုအဆင့်ကသူတို့နဲ့ရှင်ရင်မကြီးပေမဲ့လူတွေကတော့စိတ်ကောင်းရှိပြီးရီရီအပေါ်တကယ်ကောင်းကြောင်းသဘောတူလာပါတယ်။အဲဒါကြောင့်သူတို့ကစမ်းသပ်မှုအောင်မြင်ပြီလို့ဆုံးဖြတ်ပြီးသူတို့ရဲ့တရုတ်မှန်ကိုဖော်ပြဖို့စဉ်းစားလာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလင်းဟွန်အဖေကရီရီနဲ့လင်းဟွန်တို့ကိုသူ့တောင်းဆိုချက်တစ်ခုတည်းကနင်လန်လုပ်ငန်းစုကိုအမြင့်ပြတ်အောင်ရှင်းပြဖို့ပဲလို့ပြောလိုက်ပါတယ်။နင်လန်လုပ်ငန်းစုဟာတကယ်တော့ရီရီအကိုနှစ်ယောက်ရဲ့ကုမ္ပဏီဖြစ်တာကြောင့်အခြေအနေချက်ချင်းရှုပ်ထွေးသွားပါတယ်။ဒုတိယအကိုကအမှန်ကိုချက်ချင်းဖော်ပြခြင်းပေမဲ့အကိုကြီးကတားလိုက်ပါတယ်။လင်းဟွန်မိသားစုကရီရီကိုတကယ်ကောင်းနေတဲ့အချိန်မှာသူတို့တရုတ်မှန်ကိုထုတ်ပြောလိုက်ရင်လင်းမိသားစုနဲ့ရီရီကြားကဆက်ဆံရေးကိုပျက်စီးစေနိုင်လို့ပါ။ရီရီအခုမှပျော်စရာမိသားစုအသစ်တစ်ခုရလာတာဖြစ်လို့သူတို့ကဆက်ဖုံးထားဖို့ဆုံးဖြတ်ပါတယ်။နောက်တော့လင်းဟွန်အဖေကနင်လန်ကိုမုန်းရတဲ့အကြောင်းပြောပြပါတယ်။လွန်ခဲ့တဲ့နှစ်တွေကဟော့ချိန်လုပ်ငန်းစုရဲ့စမတ်တူလောင်ယုံစီမံကိန်းအတွက်နင်လန်စီကအဓိကတွက်ချက်စနစ်အသုံးပြုခွင့်လိုခဲ့ပေမဲ့နင်လန်ဘက်ကသူ့ကို4နာရီဆောင်ခိုင်းပြီးဟော့ချိန်လိုအဆင့်နဲ့နင်လန်နဲ့လက်တွဲဖို့မတန်ဘူးလို့အဆက်ခွဲခဲ့တာကြောင့်ဖြစ်ပါတယ်။အကိုတွေကအကြောင်းရင်းကိုနားလည်သွားတာကြောင့်သူတို့ရဲ့တရုတ်မှန်ကိုပိုပြီးမဖော်ရဲတော့ပါဘူး။လင်းဟွန်အဖေကမနှက်ဖြန်ဆွေမျိုးတွေစုံမယ်ရီရီကိုမိသားစုနဲ့မိတ်ဆက်ပေးမယ်လို့ပြောလာတဲ့အခါအကိုနှစ်ယောက်ကတော့နောက်ထပ်စမ်းသပ်မှုတစ်ခုလာတော့မယ်လို့ခန်းစားလိုက်ရပါတယ်။နောက်နေ့လင်းမိသားစုဆွေမျိုးတွေစုံတဲ့ညစာစားပွဲမှာလင်းဟွန်မိဘတွေကကုမ္ပဏီအရေးပေါ်ကိစ္စကြောင့်ခဏထွက်သွားရပါတယ်။မိဘတွေမရှိတဲ့အချိန်မှာဆွေမျိုးတွေကရီရီကိုဘာအလုပ်လုပ်လဲအရင်ကလက်ထပ်ဖူးတာလားဆိုပြီးစတင်မေးခွန်းထုတ်လာပါတယ်။ရီရီကကုမ္ပဏီတစ်ခုမှာဝန်ထမ်းအငယ်လေးလုပ်နေပြီးအရင်ကတခါလက်ထပ်ဖူးကွာရှင်းထားတာဖြစ်ကြောင်းတည်ငြိမ်စွာဖြေပါတယ်။ဒီမေးခွန်းတွေကြားတာနဲ့ရီရီအကိုနှစ်ယောက်ကဆွေမျိုးတွေစပြီးနှိမ်တော့မယ်ဆိုတာသိသွားပါတယ်။ဒုတိယအကိုကလိုအပ်ရင်စပွဲမှောက်ဖို့တောင်ပြင်ထားပြီးအကိုကြီးကလည်းတစ်ဖက်တစ်ချမ်းစီတာဝန်ယူဖို့အသင့်ဖြစ်နေပါတယ်။အဲ့ဒီချိန်မှာဆွေမျိုးတစ်ယောက်ကရီရီရဲ့အကိုနှစ်ယောက်ကိုပါစကားဆလာပြီးနောက်ထပ်ပဋိပက္ခစတင်တော့မယ့်အခြေအနေဖြစ်လာပါတယ်။လင်းမိသားစုစားပွဲမှာရီရီနဲ့သူ့အကိုနှစ်ယောက်ကဆွေမျိုးတွေထံကနေအထင်သေးတာကိုမျှော်လင့်ထားပေမဲ့အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။ဆွေမျိုးတွေကရီရီအကိုတွေကိုတောင်ချီးကျူးပြီးမိန်းကလေးမိတ်ဆက်ပေးခြင်းကြောင့်ပြောလာကြလို့အကိုနှစ်ယောက်လုံးအံ့ဩသွားပါတယ်။လင်းမိသားစုဘက်ကရီရီကိုလည်းရိုးရိုးဝန်ထမ်းအလုပ်မှာပဲမနေစေခြင်းပဲဟောက်ချန်လုပ်ငန်းစုထဲဝင်ပြီးစီမံခန့်ခွဲမှုလေ့လာစေခြင်းကြောင့်ပြောပါတယ်။နောက်မှာဟောက်ချန်ကလင်းဟွန်းနဲ့ရီရီတို့ရဲ့အိမ်ပိုင်အလုပ်ဖြစ်လာမယ်လို့တောင်အားပေးကြပါတယ်။ဆွေမျိုးတွေကရီရီကိုလင်းမိသားစုကကာကွယ်မယ်လင်းဟွန်းကမကောင်းလို့ရင်သူတို့ကိုပြောဖို့လည်းပြောလာကြပါတယ်။အကိုနှစ်ယောက်ကဒီမိသားစုကမျှော်လင့်ထားတာထက်ပိုကောင်းနေကြောင်းနားလည်သွားပါတယ်။ဒါပေမဲ့လင်းအဖေကနင်လန်လုပ်ငန်းစုကိုမုန်းနေသေးတဲ့အတွက်
သူတို့ရဲ့တရုတ်မှန်ကိုပို့ပြီးဖုံးထားရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဟိုတယ်မန်နေဂျာဝင်လာပြီးသူတို့အသုံးပြုနေတဲ့အခန်းကဥက္ကဋ္ဌဝန်အတွက်ကြိုတင်ထားတဲ့အခန်းဖြစ်လို့အခန်းခကြီးတောင်းလာပါတယ်။လင်းဟွန်ကအခန်းမပေးတာဟိုတယ်တာဝန်လို့ပြောပေမဲ့မန်နေဂျာကဝန်ထမ်းကိုအလုပ်ထုတ်ပြီးစားပြီးသုံးပြီးဖြစ်လို့ငွေတော့ပေးရမယ်ဆိုပြီးတင်းခံပါတယ်။မကြခင်ဥက္ကဋ္ဌဝန်နဲ့ဝန်အန်တို့ရောက်လာပြီးရီရီတို့ကိုထပ်ပြီးအဆက်ခွဲကြပါတယ်။ဝန်ဘက်ကလင်းဟွန်ကိုပါတီးသွားပြီးဟောက်ချန်လုပ်ငန်းစုဟာသူတို့ရဲ့ဒိုယွန်လုပ်ငန်းစုကိုမှီခိုနေရတဲ့အခွန်ကုမ္ပဏီပဲလို့ဖိအားပေးပါတယ်။လင်းဟွန်ကမမားတဲ့ကိစ္စကိုမခံနိုင်ဘူးလို့ပြန်ပြောပေမဲ့ဝန်ဘက်ကဟောက်ချန်နဲ့လင်းမီသားစုရဲ့အသက်မွေးဝမ်းကြောင်းကိုချိန်ချောက်လာပါတယ်။ဒီအဆက်ခွဲမှုကိုကြည့်မနေနိုင်တော့တဲ့အကိုကြီးကရှူးအတွင်းရေးမှုကိုဖုံးဆက်ပြီးနင်လန်လုပ်ငန်းစုအင်အားအလုံးနဲ့တော်တော်ယွန်လုပ်ငန်းစုကိုအပြည့်အဝပိတ်ဆို့ဖို့အမိန့်ပေးလိုက်ပါတယ်။ဝန်ဘက်ကအရင်ကလိုပဲအားကိုးအားထားနဲ့ချိန်မောင်းနေချိန်မှာပဲသူတို့လုပ်ငန်းကချက်ချင်းပြိုကျစာပြုလာပါတယ်။တစ်ဖက်မှာဖုံးတွေစက်တိုက်ဝင်လာပြီးအထောက်ပံ့ပစ္စည်းတွေပြတ်တောက်တာမိဖက်တွေစာချုပ်ဖြတ်တာဗန်ချင်းငွေတွေပိတ်ပင်ခံရတာဂိုရောင်နဲ့စက်ယုံပိုင်းတွေပါရက်တန့်သွားတာကိုဥက္ကဋ္ဌဝန်သိလိုက်ရပါတယ်။ဘသူကသူတို့ကိုတစ်ချက်တည်းနဲ့ဖိထားနိုင်တာလဲဆိုတာမသိပဲတုံ့လှုပ်သွားပေမဲ့သူကရီရီတို့မိသားစုကိုမလွတ်ပေးခြင်းသေးပါဘူး။ကားထဲမှာဥက္ကဋ္ဌဝန်ကနင်လန်လုပ်ငန်းစုကသူတို့ကိုပိတ်ဆို့နေကြောင်းသိချသိသွားပါတယ်။ဝန်အန်ကနောက်တစ်ပတ်နင်လန်လုပ်ငန်းစုခွဲပါတီရှိမယ်ဖိတ်ကြားစာရအောင်လုပ်ပြီးအမှားဖြစ်နေတာလားသွားမေးကြည့်ရမယ်လို့အကြံပေးပါတယ်။ဥက္ကဋ္ဌဝန်ကကုမ္ပဏီကိစ္စပြီးတာနဲ့ရီရီတို့မိသားစုကိုပြန်ရှင်းမယ်လို့အညှိုးထားနေပါတယ်။နောက်ပိုင်းမှာရီဂျီနဲ့အကိုနှစ်ယောက်ကဟောက်ချန်လုပ်ငန်းစုကိုလာကြည့်ကြပါတယ်။ရုံးကတက်ရက်ပေမဲ့အကိုတွေမျက်စိထဲမှာတော့နင်လန်နဲ့ရှင်ရင်တင်းငယ်တဲ့လုပ်ငန်းတစ်ခုသာဖြစ်နေပါတယ်။ဒါပေမဲ့လင်းမိသားစုကရီဂျီအပေါ်တကယ်ကောင်းတဲ့အတွက်လင်းအဖေရဲ့လုပ်ငန်းအောင်မြင်စေချင်ကြပါတယ်။အဲ့ဒီချိန်မှာလင်းအဖေကဖုံးလင်းရှမ်းငါးကန်ကိုလေလံဝယ်ဖို့ပြင်နေပါတယ်။အကိုတွေကနင်လန်လုပ်ငန်းစုကအရင်စစ်ဆေးထားတဲ့အချက်အရအဲ့ဒီငါးကန်အောက်မှာမြေအောက်မြစ်ရှိပြီးရေစီးကျန်းလို့ငါးမမွေးနိုင်တယ်လို့တာတမန်လည်းမပြုတ်ပြင်းရင်နောက်နှစ်အနည်းငယ်အတွင်းပြိုနိုင်ကြောင်းသိထားကြပါတယ်။ဒါပေမဲ့အဲ့ဒီအချက်ကိုဘလို့သိလဲဆိုတာပြောလိုက်ရင်သူတို့တရုတ်မှန်ပေါ်သွားနိုင်ပါတယ်။အကိုကြီးကလင်းအဖေကိုတတိပေးဖို့ကြိုးစားပေမဲ့လင်းအဖေကဒေသခံပညာရှင်နဲ့စစ်ပြီးစီးပွားရေးကိစ္စကိုမစိုးရိမ်ဖို့ပြန်ပြောပါတယ်။လေလံချိန်ကလည်းနီးနေတဲ့အတွက်အကိုတွေကဓာတ်ရိုက်တားလို့မရတော့ပဲနီးလန်းတစ်ခုရွေးရပါတယ်။အကိုကြီးကဒုတိယအကိုကိုကွန်ပျူတာနားသွားပြီးမတော်တဆလဲကျသလိုလို့ပါဝါကျိုးဖြုတ်ပစ်ပြန်တက်တာတွေလည်းဖြည်းဖြည်းလုပ်ပြီးလေလံပြီးသွားအောင်ချိန်ဆွဲဖို့ပြောပါတယ်။ဒုတိယအကိုကအစီအစဉ်အတိုင်းမတော်တဆလဲကျသလိုလုပ်ပြီးကွန်ပျူတာပါဝါကိုဖြုတ်ပစ်လိုက်ပါတယ်။လေလံစာမျက်နှာကချက်ချင်းပြတ်သွားပြီးလင်းအဖေအလောတကြီးဖြစ်သွားချိန်မှာအကိုကြီးကရီရီကဒီကုမ္ပဏီမှာစူးစမ်းလုပ်ချင်နေတယ်ဆိုတဲ့အကြောင်းနဲ့စကားဆွဲထားပါတယ်။လင်းအဖေကအရေးကြီးတဲ့လေလံပြီးကန်ဒီဖြစ်လို့အရင်ပြန်ချိတ်ချင်ပေမဲ့ဒုတိယအကိုကအကူအညီယူသလိုကျိုးပြန်တက်သလိုနဲ့အချိန်ဆက်ဆွဲနေပါတယ်။ရီရီကတော့အကိုကြီးကလင်းအဖေရဲ့အရေးကြီးကိစ္စကိုနှောက်ယှက်နေတယ်လို့ထင်ပြီးစိတ်မကောင်းဖြစ်သွားပါတယ်။ဖုန်လင်းရှန်ငါးကန်လေလံပြီးကန်ဒီမှာအကိုကြီးကလင်းအဖေကိုကွန်ပျူတာနားမသွားနိုင်အောင်ဆက်တားထားပါတယ်။ရီရီကတော့အကိုကြီးကလင်းအဖေရဲ့အရေးကြီးကိစ္စကိုလိုက်နှောက်ယှက်နေတယ်လို့ထင်ပြီးစိတ်ဆိုးလာပါတယ်။အကိုကြီးကမိကိုထွက်နေတယ်လုံခြုံရေးအရေးကြီးတယ်လို့အကြောင်းပြပြီးလင်းအဖေကိုမလွတ်သေးပါဘူး။တစ်ဖက်မှာဒုတိယအကိုက power plug ကိုပြန်တက်တယ်လို့လုပ်ရင်အချိန်ဆွဲနေပါတယ်။ပလက်ပေါက်ကျက်နေတယ်ဟောင်းနေတာလားအတုဖြစ်နိုင်တယ်ဆိုပြီးစကားအမျိုးမျိုးပြောနေချိန်မှာပဲလေလံပြီးသွားပြီးငါးကန်ကိုတခြားလူကရသွားပါတယ်။လင်းအဖေက6လလောက်စောင့်ခဲ့တဲ့အခွင့်အရေးဆုံးသွားပြီဆိုပြီးစိတ်ထိခိုက်သွားပါတယ်။ရီရီကအကိုနှစ်ယောက်ကိုစီးပွားရေးနားမလဲပဲဘာလို့ဝင်ရှုပ်တာလဲလို့အပြစ်တင်ပါတယ်။အကိုကြီးကမတော်တဆနင်လန်လုပ်ငန်းစုကဒီငါးကန်ကိုအရင်ကပဲပညာရှင်တွေနဲ့စစ်ထားပြီးအရှုံးပေးမဲ့မြေဖြစ်ကြောင်းပြောမိလို့နေပါဖြစ်သွားပါတယ်။ဒါပေမဲ့တရုတ်မှန်ပေါ်သွားနိုင်တာကြောင့်ချက်ချင်းသတင်းတွေကြည့်ထားလို့သိတာလို့ပြန်ဖုံးလိုက်ပါတယ်။အကိုကြီးကဖုန်းလင်းရှမ်းဘက်ကမြေအောက်ရေကြောပျက်စီးမှုနေအောင်မလုံလောက်မှုရေအပူချိန်နှိမ့်မှုလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်ငါးမွေးမြူရေးအတွက်မသင့်တော်ကြောင်းအချက်ကြကြရှင်းပြပါတယ်။လင်းဖေကအဲ့ဒီလိုအသေးစိတ်ခွဲခြမ်းနိုင်တာကိုကြားပြီးအကိုနှစ်ယောက်ကတကယ်ပဲအကျွေးတင်နေတဲ့ရိုးရိုးလူတွေလားဆိုတာစတင်တန်တရားဝင်လာပါတယ်။မကြခင်မှာပဲဝန်ထမ်းတယောက်ကသတင်းအသစ်ယူလာပြီးဖုန်းလင်းရှမ်းငါးကန်အောက်မှာမြေအောက်မြစ်ရှိကြောင်းတရားဝင်တွေ့ရှိသွားပြီးငါးမွေးဖို့မသင့်တော်ဘူးလို့သတ်မှတ်လိုက်ပြီးဆိုတာပြောလာပါတယ်။ငါးကန်ကိုလေလံအောင်ထားတဲ့ဘက်တောင်အယောင်းဝယ်ဖြတ်ဖို့ပြင်နေပြီဆိုတာသိလိုက်ရချိန်မှာလင်းအဖေကအကိုနှစ်ယောက်ကြောင့်အကြီးအကျယ်ဆုံးရှုံးမှုကနေလွတ်သွားကြောင်းနားလည်သွားပါတယ်။လင်းအဖေကရီရီအကိုနှစ်ယောက်ကိုကျေးဇူးတင်ပြီးအိမ်မှာကောင်းကောင်းဧည့်ခံဖို့ပြောပါတယ်။မိသားစုထမင်းဆက်ပွဲမှာလင်းအဖေကလက်ဖက်ရည်နဲ့တောင်ဂုံပြူကျင်လောက်အောင်ကျေးဇူးတင်နေပေမဲ့အဲ့ဒီချိန်မှာလင်းမိသားစုတွေကအမျိုးသမီးတယောက်ရောက်လာပြီးဟောက်ချန်လုပ်ငန်းစုရဲ့နောက်ထပ်အန္တရာယ်ကိုသတိပေးလာပါတယ်။သူမကလင်းအဖေနဲ့ထားထားတဲ့လောင်ကြီးသဘောတူညီချက်ကိုသတိပေးပါတယ်။၃ရက်အတွင်းချမ်းလန်စီမံကိန်းကိုဘယ်ဘက်ကရမလဲ။အဲ့ဒီဘက်ကပဲကုမ္ပဏီကိုဆက်ထိန်းနိုင်မယ်။ရှုံးတဲ့ဘက်ကတော့ကိုယ့်လုပ်ငန်းကိုနိုင်တဲ့ဘက်ထဲပေါင်းပေးရမယ်လို့ပြောပါတယ်။ထို့ပြင်သူမကတော်ရန်လုပ်ငန်းစုနဲ့လက်တွဲထားပြီးဖြစ်လို့ဟောက်ချန်မှာနိုင်ခြင်းမရှိတော့ဘူးလို့ဖိအားပေးသွားပါတယ်။လင်းအဖေကအရင်ကသူ့ကိုမတီးရင်နှီးငွေပေးကူညီခဲ့ဘူးတာတော့အခုလိုမိသားစုအတွင်းကနေဖိအားပေးလာတာကိုခံစားနေရပါတယ်။သူမထွက်သွားပြီးနောက်လင်းအဖေကထန်းလန်စီမံကိန်းဟာနင်လန်လုပ်ငန်းစုလက်အောက်ခံစီမံကိန်းဖြစ်တာကြောင့်ဟောက်ချန်လိုသေးငယ်တဲ့ကုမ္ပဏီအတွက်မျှော်လင့်ချက်မရှိတော့ဘူးလို့စိတ်ပြတ်သွားပါတယ်။ရီရီကတော့ဆင်းရဲသွားရင်တော့လင်းမိသားစုနဲ့အတူရှိနေမယ်။၃ရက်ကြံသေးတာမို့လက်မလျှော့တင်ဘူးလို့အားပေးပါတယ်။အကိုကြီးကလည်းဘာလို့မဖြစ်နိုင်ရမှာလဲလို့ဝင်ပြောပြီးနင်လန်ဥက္ကဋ္ဌကိုတွေ့ဖို့စူးစမ်းတင်ကြောင်းပြောပါတယ်
လင်းအဖေကနင်လန်ဥက္ကဋ္ဌဟာတွေ့ကျင်တိုင်းတွေ့လို့ရတဲ့လူမဟုတ်ဘူးလို့ပြောပေမဲ့အကိုကြီးကနောက်အပတ်နင်လန်ပွဲတစ်ခုရှိကြောင်းပြောလာပါတယ်လင်းအဖေကပွဲကျင်းပမဲ့နေရာတော့မသိဘူးဖိတ်စာလည်းမရှိဘူးလို့ပြောချိန်မှာအကိုကြီးကနေရာကိုတီးကြောင်းဒုတိယအကိုကဖိတ်စာရနိုင်ကြောင်းပြောလိုက်ပါတယ်ရီဂျီနဲ့လင်းဟွန်ကအကိုနှစ်ယောက်ဘာကြောင့်အဲ့ဒီလိုအရာတွေကိုအမြဲတမ်းနေလဲဆိုပြီးပိုတန်တရားဝင်လာပေမဲ့အကိုတွေကထပ်ပြီးဟာတာလို့တိုက်ဆိုင်မှုလို့ဖုံးဖိကြပါတယ်လင်းအဖေကဖိတ်စာရှိလဲနင်လန်ဥက္ကဋ္ဌနားကပ်နိုင်မှာမဟုတ်ဘူးလို့စိတ်မချသေးပါဘူးအကိုကြီးကသူသိထားတဲ့ဥက္ကဋ္ဌတယောက်ရဲ့ဖြစ်ရပ်ကိုဥပမာပြပြီးတခါမတွေ့ခဲ့တာကဥက္ကဋ္ဌမတွေ့ချင်လို့မဟုတ်ပဲအောက်လူတွေကသတင်းမပို့လို့လည်းဖြစ်နိုင်ကြောင်းစီးယုံပါတယ်ရီဂျီနဲ့လင်းဟွန်ကလည်းမဆန်းကြည့်ပဲအရှုံးမပေးတင်ကြောင်းထပ်အားပေးကြပါတယ်နောက်ဆုံးမှာလင်းအဖေကစိတ်ပြန်တင်းပြီးနင်လန်ပွဲကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်တွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေတစ်ခေါက်တော့ကန်ဆန်းမယ်ဆိုပြီးဟောက်ချန်လုပ်ငန်းစုရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုထန်းလန်စီမံကိန်းနဲ့နင်လန်ဥက္ကဋ္ဌစီမှာတင်ထားလိုက်ပါတယ်နင်လန်ပွဲကိုသွားမယ့်နေ့မှာရီရီရဲ့အကိုနှစ်ယောက်ကကားထဲမှာစီစဉ်နေကြပါတယ်လင်းမိသားစုဟာစမ်းသပ်မှုတွေကိုကြော်ပြီးတကယ်ကောင်းတဲ့မိသားစုဖြစ်ကြောင်းသိချသွားပြီမို့အခုတော့ထန်းလန်စီမံကိန်းကိုဟောက်ချန်ရအောင်ကူညီပေးပြီးမှသူတို့တရုတ်မှန်ကိုဖွင့်ပြမယ်လို့ဆုံးဖြတ်ကြပါတယ်လင်းအဖေကနင်လန်ကိုမုန်းနေသေးတာကြောင့်အခုတန်းပြောလိုက်ရင်ပောက်ကွဲသွားနိုင်တယ်လို့အကိုကြီးကသတိပေးပါတယ်အကိုနှစ်ယောက်ကလင်းမိသားစုကိုကယ်ပြီးအောင်မြင်မှုတွေပေးနိုင်ခဲ့ပြီးမှအမှန်ကိုပြောရင်လင်းအဖေရဲ့ဒေါသလည်းပြေလောက်မယ်လို့တွက်ထားပါတယ်အဲ့ဒီချိန်ကျရင်ရီရီအတွက်ခန်းထားတဲ့မင်္ဂလာဆောင်ကိုပြန်လုပ်ပေးမယ်လို့ပါစီစဉ်ထားကြပါတယ်နောက်နေ့နင်လန်လုပ်ငန်းစုခွဲပါတီမှာလင်းအဖေရီရီနဲ့လင်းဟွန်းတို့ရောက်လာပေမဲ့ရီအကိုနှစ်ယောက်ကစောကြီးထွက်သွားပြီးမမြင်ရသေးပါဘူးလင်းအဖေကဒီနေ့နင်လန်ဥက္ကဋ္ဌကိုတွေ့ခွင့်ရနိုင်မလားဆိုပြီးမျှော်လင့်နေပါတယ်အဲ့ဒီချိန်မှာလင်းမိသားစုတွေကအမျိုးသမီးတစ်ယောက်ကလင်းအဖေကိုထပ်နှိမ်လာပါတယ်ဒီပွဲမှာရှိတဲ့ကုမ္ပဏီတွေဟာထန်းလန်စီမံကိန်းအတွက်အလားအလာရှိတဲ့ပါတနာတွေဖြစ်ပြီးဟောက်ချန်ထက်အဆများစွာကြီးကြောင်းပြောကာလင်းအဖေကိုအရှုံးလက်ခံပြီးဟောက်ချန်ကိုသူမလက်ထဲအပ်ဖို့ဖိအားပေးပါတယ်လင်းအဖေကဟောက်ချန်ဟာမိသားစုကုမ္ပဏီဖြစ်ပြီးသူမကပြင်ပလုပ်ငန်းတွေနဲ့ပေါင်းကာကိုမိသားစုလုပ်ငန်းကိုဝါမျိုးဖို့လုပ်နေတာမတင်ကြောင်းပြန်ပြောပါတယ်ဒါပေမဲ့သူမကအရင်ကအဖေကုမ္ပဏီကိုလင်းအဖေလက်ထဲအပ်ခဲ့တာကိုနာကြီးထားပြီးအခုတော့သူမရဲ့အရေးချင်းနဲ့ပြန်ယူမှာလို့တင်းခံပါတယ်သူမကရီဂျီကိုလည်းလင်းဟွန်းရဲ့ဒုတိယဇနီးလားဆိုပြီးစော်ကားပြီးရီဂျီအကိုနှစ်ယောက်ကိုလွယ်အိတ်အစုပ်နဲ့လာတဲ့လူတွေလိုနှိမ်ချပါတယ်ရီဂျီကတော့အကိုတွေကိုကာကွယ်ပြီးအိတ်ကောင်းကင်ထားပေမဲ့ကိုမိသားစုကိုခွာယူနေတဲ့လူတွေလောက်တော့မစိုးဘူးလို့ခက်ပြင်းပြင်းပြန်တုံ့ပြန်ပါတယ်မကြခင်ဝန်အန်တို့ဘက်ကလည်းရောက်လာပြီးရီရီနဲ့လင်းမိသားစုကိုထပ်ပြီးအဆက်ခွဲပါတယ်ဒီလိုအဆင့်မြင့်နေလန်ပွဲမှာလက်ဆောင်မပါဘဲလာတာဟာအခြေခံယဉ်ကျေးမှုမရှိတာလို့ပြောပြီးသူတို့ဘက်ကသိန်းထောင်ချီတန်တဲ့လက်ဆောင်တွေယူလာထားတာကြောင့်နင်လန်ဥက္ကဋ္ဌကိုတွေ့နိုင်မယ်လို့အထင်ကြီးနေကြပါတယ်ပွဲစားချိန်မှာ host ကနင်လန်လုပ်ငန်းစုခွဲပါတီကိုတက်ရောက်လာသူအားလုံးကိုကြိုဆိုပြီးနင်လန်ဥက္ကဋ္ဌနှစ်ဦးစလုံးဒီပွဲကိုရောက်ရှိလာပြီလို့ကြေညာပါတယ်လင်းအဖေကနင်လန်ဥက္ကဋ္ဌကိုတွေ့ခွင့်ရတော့မယ်လို့မျှော်လင့်တယ်လို့ဝမ်ဘတ်နဲ့ဟုံရင်ဘတ်လည်းသူတို့ပေးထားတဲ့လက်ဆောင်ကိုနင်လန်လက်ခံထားလို့အခွင့်အရေးကောင်းပြီးထင်နေကြပါတယ်ဒါပေမဲ့ host ကဒီနေ့ဥက္ကဋ္ဌတွေကဘသူ့ကိုမှတီးတန့်တွေ့မှာမဟုတ်ပဲခမ်းမတွေကကုမ္ပဏီတစ်ခုကို surprise ပေးမယ်လို့ကြေညာပါတယ်မိမောင်းတန်းကြတဲ့သူဟာထင်းလန်စီမံကိန်းကိုရမယ့်အပြင်နင်လန်လုပ်ငန်းစုနဲ့အမြဲတမ်းလက်တွဲခွင့်ပါရမယ်လို့ပြောလာတာကြောင့်ခမ်းမတစ်ခုလုံးစိတ်လှုပ်ရှားသွားပါတယ်မိမောင်းတန်းကပထမဟုံရင်ဘတ်အမျိုးသမီးစီကျသွားတဲ့အခါသူမကနင်လန်နဲ့အောင်မြင်ပြီလို့ထင်ပြီးဝမ်းသာလွန်းလို့လူတွေရှေ့မှာကြေညာသလိုလှုပ်လာပါတယ်ဒါပေမဲ့နင်လန်ဘက်ကသူတို့ပေးထားတဲ့လက်ဆောင်တွေကိုပြန်ယူလာပြီးဟုံရင်လုပ်ငန်းစုဟာနင်လန်နဲ့လက်တွဲခွင့်အားလုံးဆုံးရှုံးသွားပြီလို့ကြေညာလိုက်ပါတယ်ဟုံရင်ဘတ်အဆက်ကွဲသွားပြီးနောက်မိမောင်းတန်းကဝန်ထန်တို့ရဲ့ဒိုယုံလုပ်ငန်းစုဘက်ကျသွားပါတယ်ဝန်ထန်နဲ့ဝန်အန်တို့ကဖျားကူပြီးသူတို့မိသားစုကနင်လန်ရဲ့ထာဝရပါတနာဖြစ်ပြီလို့ယုံကြည်ပြီးခမ်းမထဲမှာအောင်ပွဲခံကြပါတယ်ဝန်ထန်ကလင်းအဖေနဲ့လင်းဟွန်ကိုခတ်အနိုင်ကျင့်ပြီးအခုသူတို့နဲ့ဘာနဲ့များရှင်မလဲလို့စိန်ခေါ်ပါတယ်လင်းဟွန်ကိုဝန်ထန်ရှေ့တူးထောက်ပြီးအရက်ကန်းစီခြင်းကြောင်းမဟုတ်ရင်လင်းမိသားစုကိုဒီမျိုးကနေပျောက်ကွယ်သွားအောင်လုပ်မယ်လို့ထပ်ချင်းချောက်ပါတယ်အောင်မြင်ပြီလို့ထင်နေတဲ့ဝန်ထန်ကဧည့်သည်အားလုံးကိုအရက်တိုက်မယ်လို့ကြွားနေချိန်မှာနင်လန်ဘက်ကအမှန်တကယ်ကြီးညာချက်ထွက်လာပါတယ်ဒိုယုံလုပ်ငန်းစုကိုနင်လန်လုပ်ငန်းစုကအပီးတိုင်ပိတ်ပင်လိုက်ပြီးနောက်မှာဒိုယုံနဲ့ပူးပေါင်းမဲ့ဘယ်လုပ်ငန်းစုမဆိုနင်လန်ရဲ့နာမည်ပျက်စီးရင်းနဲ့ထည့်ခံရမယ်လို့ကြေညာလိုက်ပါတယ်ဝမ်ဘတ်ရဲ့အောင်ပွဲထင်ထားတာကချက်ချင်းပဲအဆက်ကွဲမှုကြီးဖြစ်ပြောင်းသွားပါတယ်ဒိုယုံလုပ်ငန်းစုကိုနင်လန်က blacklist လုပ်ကြောင်းကြေညာပြီးချင်းပဲ host ကလုံခြုံရေးကိုခေါ်ပြီးဝန်ထန်ဝန်အန်တို့ဘက်လူတွေကိုခမ်းမတွေကမောင်းထုတ်ခိုင်းပါတယ်ဝန်ထန်ကသူတို့ဟာတော်ရန်ဂရုကလူတွေဖြစ်ပြီးလက်ဆောင်တွေလည်းပေးထားကြောင်းထပ်ပြောကာနင်လန်ဥက္ကဋ္ဌနဲ့တွေ့ကျင်တယ်လို့အော်ဟစ်နေပါသေးတယ်ဒါပေမဲ့နင်လန်ဘက်ကလုံးဝမလှုပ်တော့ပါဘူးဝန်ချန်ကလည်းသူမဟာတော်ရန်ဂရုရဲ့သမီးဖြစ်ကြောင်းသူတို့ကိုဒီလိုမဆက်ဆံသင့်ကြောင်းခံပြင်းပြီးပြောပေမဲ့လုံခြုံရေးကဝန်ဘတ်ကိုအဆက်တကွဲနဲ့အပြင်ဘက်ဆွဲထုတ်သွားပါတယ်ခမ်းမရဲတိတ်ဆိတ်သွားချိန်မှာ host ကဟောက်ချန်လုပ်ငန်းစုဘက်ကိုမျက်နှာမူပြီးနင်လန်ဥက္ကဋ္ဌနှစ်ဦးပို့ထားတဲ့စကားတွေကိုဖတ်ကြားပါတယ်လင်းဖေဟာလက်ဗလာနဲ့ဟောက်ချန်ကိုတီထောင်ခဲ့ပြီးစီးပွားရေးလောကမှာလူအများဖြက်လန်းလိုက်နေကြပေမဲ့ကိုချင်းတရားကိုမချိုးဖောက်ပဲတလန်းချင်းရက်တီခဲ့သူဖြစ်ကြောင်းချီးကျူးခံရပါတယ်နောက်တစ်ယောက်ကလင်းအမေပါနင်လန်ဥက္ကဋ္ဌနှစ်ဦးကသူမဟာမိသားစုကိုကောင်းကောင်းထိန်းသိမ်းနိုင်ပြီးလင်းဟုံကိုလည်းလူကောင်းတစ်ယောက်ဖြစ်အောင်ပြုစုပြောထောင်ခဲ့သူလို့ဂုဏ်ပြုပါတယ်သူမရဲ့စိတ်ရင်းကောင်းအဆင့်အတန်းမခွဲခြားတတ်တဲ့အပြုအမူတွေကသူတို့မိကိုပင်တတိယစေကြောင်းပြောလာတဲ့အခါလင်းမေမျက်ရည်ကျလောက်အောင်လှုပ်ရှားသွားပါတယ်ထို့နောက် host ကလင်းဟုံကိုလည်းချီးကျူးပါတယ်လင်းဟုံဟာစကားမချိုပေမဲ့မျက်နှာလိုမျက်နှာရမလုပ်တတ်သူရီရီကိုလက်ထက်ရမှာ
ငွေကြေးထက်စိတ်ဓာတ်ကိုကြည့်ခဲ့သူရီရီအကျွေးတွေကိုလည်းတာဝန်ယူပေးခဲ့သူဖြစ်ကြောင်းပြောပါတယ်။နင်းလန်မှာအလိုအဆုံးကလင်းဟွန်လိုရိုးသားပြီးတာဝန်ယူတတ်တဲ့လူမျိုးပဲလို့ကြေညာလိုက်တာကြောင့်ဝမ်ဘတ်နဲ့ဟုံယွန်းဘတ်လူတွေပါထပ်ပြီးမျက်နှာပြတ်သွားကြပါတယ်။အရေးကြီးဆုံးစကားကတော့ရီရီစီရောက်လာပါတယ်။ host ကရီရီရှေ့မှာပဲနင်းလန်ဥက္ကဋ္ဌ2ဦးပို့ထားတဲ့စကားကိုဖတ်ပြပါတယ်။လွန်ခဲ့တဲ့23နှစ်ကရီရီပျောက်သွားတဲ့နေ့မှာသူမရဲ့အဖေနဲ့အမေဟာ3ရက်3ညအထိရှာခဲ့ကြပြီးဘဝတစ်လျှောက်လုံးလဲသူမကိုမမေ့နိုင်ခဲ့ကြောင်းသိလာရပါတယ်။နင်းလန်ဥက္ကဋ္ဌ2ဦးကအမှန်တော့ရီရီရဲ့အကိုကြီးနဲ့အကိုလက်ဖြစ်ကြောင်းစကားတွေကတဖြည်းဖြည်းပေါ်လာပါတယ်။အကိုကြီးကရီရီကိုရှာမတွေ့ခဲ့တာသူ့အမားဖြစ်ကြောင်းတောင်းပန်လိုက်ပြီးအကိုလက်ကငငယ်တုန်းကရီရီအတွက်ဝက်ဝင်ရုပ်လေးဝယ်ပေးခဲ့ရတဲ့အကြောင်းနဲ့ပြန်တွေ့ချိန်မှာလည်းကောင်းကောင်းမပေးနိုင်ပဲတစ်ကြားသီးနဲ့စီးသီးလေးတွေပဲယူလာပေးခဲ့တာကိုရီရီအပြစ်မမြင်ဖို့ပြောလာပါတယ်။မိတွေမှိန်သွားပြီး spotlight အလယ်မှာရီရီရဲ့အကိုတယောက်ပေါ်လာပါတယ်။ခမ်းမတစ်ခုလုံးအံ့အားသင့်နေချိန်မှာနောက်ထပ် spotlight ကအကိုလက်ကိုပါဖော်ပြလိုက်ပြီးရီရီကအကိုကြီးဒုတိယအကိုလို့မယုံနိုင်တယ်လို့ခေါ်လိုက်ပါတယ်။ရီရီဟာအကိုတွေကိုနင်းလန်ဥက္ကဋ္ဌတွေဆိုတာသိသွားတဲ့အခါဝမ်းနဲ့ဝမ်းသာနဲ့ရင်ကွဲမတက်ဖြစ်သွားပါတယ်။အကိုကြီးကလင်းအဖေကိုလည်းဓာတ်ရိုက်တောင်းပန်ပါတယ်။သူတို့ညီကိုတွေဟာရီရီကို23နှလုံးရှာခဲ့ပြီးမှပြန်တွေ့ခဲ့ကြတာကြောင့်သူမလက်ထက်မဲ့အိမ်ကတကယ်ကောင်းတဲ့မိသားစုလားသိကျင်လို့စိတ်ဆက်ပွဲမှာဆင်းရဲသားဟန်ဆောင်ခဲ့တာပါလို့ရှင်းပြပါတယ်။လင်းမိသားစုရဲ့စိတ်ရင်းကောင်းတဲ့ရီရီအပေါ်ထားတဲ့စေတနာကိုမြင်ခဲ့ရပြီးနောက်သူတို့စိတ်ချသွားကြောင်းလည်းပြောပါတယ်။လင်းအဖေကအစာပိုင်းမှာမယုံနိုင်ပဲရက်နေခဲ့ပေမဲ့နောက်ဆုံးမှာအားလုံးကိုနားလည်သွားပါတယ်။အရင်ကခမ်းမရဲမီးပြတ်သွားတာအချိန်ကိုက်ကြတင်တာတွေဟာရီရီအကိုတွေစီစဉ်ခဲ့တာကိုလည်းသတိရသွားပြီးဒီခမဲခမက်ကိုငါအတိအမှတ်ပြုတယ်လို့ရီရီမောမောလက်ခံလိုက်ပါတယ်။လင်းဟွန်းနဲ့ရီရီအကိုတွေအကြားလဲအရင်ကတင်းမာမှုတွေပြေလျော့သွားပါတယ်။အကိုနှစ်ယောက်ကရီရီအကျွေးအတွက်300ပေးကူခဲ့တဲ့လင်းဟွန်းကိုလူချင်းတွေ့ပြီးကျေးဇူးတင်ကြောင်းပြောကြပါတယ်။လင်းဟွန်းကတော့မျက်နှာမပြတ်ဘဲအရင်ကချေးထားတဲ့အတိုးကြီးတဲ့အကျွေးတွေကိုဆက်အုပ်မှလာလို့ပြန်နောက်လိုက်တာကြောင့်လင်းမိသားစုဘက်မှာတင်းနေတဲ့လေထုတော်တော်ပြေလျော့သွားပါတယ်။ဒီကြအားလုံးကိုမြင်နေရတဲ့ဝန်အန်ဘက်ကတော့လုံးဝလက်မခံနိုင်ပါဘူး။သူတို့အမြင်မှာဆင်းရဲသားအဝတ်စားကောင်းတောင်မဝယ်နိုင်တဲ့လူတွေဟာနင်းလန်ဥက္ကဋ္ဌတွေဖြစ်နေတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ဝန်အန်ကတုံ့လှုပ်ပြီးညင်းနေပါတယ်။အကိုကြီးကတော့အဲ့ဒီနေရာမှာပဲစည်ရင်းရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကဝန်အန်ကိုလုံခြုံရေးတွေရှေ့မှာထိုင်စေပြီးစိတ်ဆက်ပွဲတုန်းကရီရီအကိုတွေကိုဆင်းရဲသားတွေလက်ဗလာနဲ့လာစားတဲ့လူတွေလိုစော်ကားခဲ့တာကစပြီးတစ်ချက်ချင်းပြန်ဖော်ပြပါတယ်။သူတို့ကအဲ့ဒီတုန်းကမတုံ့ပြန်ခဲ့တာဟာဝန်အန်ဟာဘယ်လိုလူမျိုးလဲဆိုတာသိကျင်လို့သာဖြစ်ကြောင်းပြောပါတယ်။စားတော့ဆိုင်ရှိမှကားညစ်မှာဆိုလို့ရီရီပါလန်းလျှောက်ခိုင်းခဲ့တာမိသားစုစားပွဲမှာထိုင်ကုန်ကန်ထုတ်ပြီးရီရီကိုမောင်းထုတ်ခဲ့တာမှတ်ပုံတင်ရုံရှိမှာတခြားမိန်းမနဲ့ဖက်ပြီးရီရီကိုလင်ကွာမရကွာလို့စော်ကားခဲ့တာတွေကိုအကိုကြီးကတခုမှမမေ့ပဲပြန်ပြောပါတယ်။နောက်ဆုံးမှာအကိုကြီးကသူတို့ကိုဆင်းရဲတယ်လို့ဆဲတာကိုသူတို့ဂယုမဆိုင်ပေမဲ့ရီရီအပေါ်ပြောခဲ့တဲ့စကားတိုင်းကိုတော့ပြန်ရှင်းပေးမယ်လို့ပြောလိုက်ပါတယ်။ဝန်အန်ကအကိုကြီးကိုပညာတတ်လို့အပြောလွယ်မယ်ထင်နေချိန်မှာအကိုလက်ကရှေ့ကိုတက်လာပြီးစကားအများကြီးမပြောတတ်ဘူးလို့ပြောကရိုက်နှက်ပြီးအပြစ်ပေးပါတော့တယ်။အကိုလက်ကဝန်အန်ကိုရီရီကိုစော်ကားခဲ့သမျှအတွက်ပြန်ရှင်းမယ်လို့တတိပေးပါတယ်။ဒါပေမဲ့ဒီနေ့ကမောင်နှမပြန်ဆုံတဲ့နေ့ဖြစ်လို့လက်ညှိမခံခြင်းပဲကျန်တာကိုအကျွေးထားမယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ခါရီရီကိုထပ်ထိရဲရင်အတိုးရင်ပါပြန်ရှင်းမယ်ဒီမျိုးမှာတွေမကတကဘာလုံးမှာပါအလုပ်ရဖို့မမျှော်လင့်နဲ့တော့လို့ဖြတ်ပြောပါတယ်။ဝန်အန်ကချက်ချင်းမျက်နှာပြောင်းပြီးရီရီနဲ့အကိုတွေကိုဒူးထောက်တောင်းပန်လာပါတယ်။သူကလူမှားမိတာပါ။နင်းလန်ဥက္ကဋ္ဌတွေဆိုတာသိခဲ့ရင်ဒီလိုမလုပ်ခဲ့ပါဘူးလို့ပြောပေမဲ့အကိုတွေကလုံးဝမယုံတော့ပါဘူး။ဝန်ချန်လည်းအပြစ်ကိုဝန်အန်ပေါ်လှည့်ချပြီးရီရီကိုတောင်းပန်လာပေမဲ့သူတို့ဘက်ကိုခွင့်မလွတ်တော့ပါဘူး။နောက်ပြီးအရင်ကလင်းမိသားစုကိုချိန်ချောက်ခဲ့တဲ့သူတွေကိုပါပြန်ရှင်းပါတယ်။တစ်ချိန်ကသူတို့ကိုဒူးထောက်တောင်းပန်ခိုင်းမယ်။ဘဝတစ်လျှောက်လုံးဒုက္ခပေးမယ်လို့ပြောခဲ့တဲ့လူတွေဟာအခုတော့ကိုယ်တိုင်ဒူးထောက်ပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုရတဲ့အခြေအနေဖြစ်သွားပါတယ်။ဝန်ဘတ်နဲ့တော်ရန်ဘတ်ကိုအပြတ်ရှင်းပြီးနောက်အကိုကြီးကရီရီအတွက်မနှက်ဖြန်မင်္ဂလာပွဲကိုအကောင်းဆုံးဟိုတယ်အကြီးဆုံးခန်းမနဲ့ပြန်လုပ်ပေးမယ်လို့စီစဉ်ပါတယ်။ပန်းဝစ်စုံတချင်းအထိရီရီစိတ်တိုင်းကြဖြစ်အောင်ပြင်ပေးမယ်လို့အကိုနှစ်ယောက်ကကတိပေးကြပါတယ်။ private room နဲ့ရောက်တဲ့အခါရီရီကအကိုတွေကိုအစကတည်းကစီစဉ်ထားတာလားလို့မေးပြီးဒေါသထွက်ပါတယ်။သူမကအောက်မှာငိုနေရချိန်အကိုတွေကစင်ပေါ်မှာနင်းလန်ဥက္ကဋ္ဌတွေလိုပေါ်လာခဲ့တာကိုစိတ်မကောင်းဖြစ်နေပေမဲ့အကိုတွေကဝစ်စုံအစ်စ်တွေဝယ်ပေးမယ်မင်္ဂလာပွဲကိုအကောင်းဆုံးလုပ်ပေးမယ်လို့ချော့ကြပါတယ်။ရီရီကတကယ်လိုချင်တာကမိသားစုတပ်ပုံတစ်ပုံပါ။အဖေနဲ့အမေအကိုနှစ်ယောက်နဲ့အတူရိုက်ထားတဲ့ငယ်ဘဝပုံကိုမင်္ဂလာဆောင်ရှေ့ဆုံးမှာအကြီးကြီးချဲ့ထားခြင်းတယ်လို့ပြောပါတယ်။အကိုတွေကပုံရှိချောင်းပြောပြီးသူမဆန္ဒအတိုင်းလုပ်ပေးမယ်လို့ကတိပေးကြပါတယ်။မင်္ဂလာသချင်းအတွက်ရီရီကငငယ်ကမိဘမဲ့ဂေဟာမှာနားထောင်ခဲ့ရတဲ့လာမင်းကြီးကငါရဲ့နှလုံးသားကိုပဲဖွင့်ချင်တယ်လို့ပြောပါတယ်။အဲ့ဒီသချင်းကိုကြားတိုင်းတယောက်ယောက်ကဖတ်ထားသလိုခန်းစားရတဲ့ဆိုတဲ့စကားကြောင့်အကိုတွေပိုပြီးနူးညံ့သွားကြပါတယ်။နောက်ဆုံးမှာရီရီကလင်းဟွန်းကိုခေါ်ထိုင်စေပြီးသူမရွေးထားတဲ့ယောက်ျားကိုအကိုတွေကြည့်စေပါတယ်။အကိုကြီးကလင်းဟွန်းကိုရီရီကိုနှိပ်စက်ရဲရင်မင်္ဂလာဆောင်တွေကနေကိုယ်တိုင်လွှင့်ပြမယ်လို့နောက်ပြောင်တတိပေးပြီးအကိုလက်ကလည်းအောက်ကနေဖမ်းပေးမယ်လို့ဝင်နောက်ပါတယ်။ဒီလိုနဲ့ရီရီဟာလင်းမိသားစုရဲ့ချစ်ချင်းအကိုနှစ်ယောက်ရဲ့ကာကွယ်မှုနဲ့မိသားစုအမှတ်တရတွေကိုပြန်ရသွားပါတယ်။ဝန်ဘတ်ရဲ့မောက်မာမှုတွေအပြတ်ကျဆုံးပြီးရီရီအတွက်နောက်နေ့မင်္ဂလာပွဲကဘဝအသစ်ကိုစတင်ပေးမယ့်နေ့ဖြစ်လာပါတော့တယ်။အစအဆုံးကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။နောက်လဲဒီလိုဇာတ်လမ်းကောင်းလေးတွေတင်ဆက်ပေးသွားအောင်ပါမို့ like and subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့နော်။